အားလုံးပဲမင်္ဂလာပါဒီခါတော့ admin ကနေရာလေးတစ်ခုနဲ့ထပ်မံပြီးတော့မိတ်ဆက်ပေးမယ်ဒါကတော့ဘန်ကောက်က CM Paragon မှာရှိတဲ့နေရာလေးပါ Nextopia လို့လည်းခေါ်တယ်ပေါ့နော်သူကအနာဂတ်လာမဲ့ကုန်တိုက်တွေရဲ့အနာဂတ်ဟာကိုကြိုတင်ပြီးတော့သူကနောက်ဆိုရင်ကုန်တိုက်တွေမှာဒီလိုမျိုးလေးတွေပဲဖြစ်လာတော့မယ်ဆိုတဲ့ဟာကိုသူကဖန်တီးပြီးတော့ဖော်ပြထားတာပေါ့နော်သူနေရာလေးကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဒါကလေသူတော်တော်လေးအကုန်ကြခံပြီးတော့လှုပ်ထားရမယ့်နေရာလေးပေါ့နော်ဝင်ကြီးကတော့လုံးဝမရှိဝင်ကြီး free ပါပဲအဲ့ဒီအပေါ်မှာကလေးလေးတွေဆော့လို့ရတဲ့နေရာလေးလဲသူကလှုပ်ထားပေးတယ်ပေါ့နော်ဆိုတော့ဘန်ကောက်ရောက်တဲ့အခါကျရင်နေရာတနေရာဘယ်နေရာသွားလဲရမလဲဒီနေရာလေးတော့ဘယ်နေရာမှာလဲမသိဘူးဆိုတဲ့လူတွေအတွက် admin ကညွှန်ပေးရပါဒါက CM Paragon ရဲ့ငါးလွှာမှာရှိပါတယ်ဒီဟာက Nextopia လို့ခေါ်တဲ့နေရာလေးပါဓာတ်ပုံရိုက်လို့လည်းလာပါတယ်ဗီဒီယိုရိုက်လို့လည်းလာပါတယ်အဲ့ဒီတော့မရောက်ဘူးတဲ့လူတွေဒီနေရာလေးကိုသွားလဲကြည့်ပါလို့ admin ကထပ်မံပြီးတော့အကြံပေးပါတယ်ကဲကြည့်လိုက်ပါအောင်သူ့အပေါ်ကဒါလေးဆိုတော့ခြီလေးနဲ့လှုပ်ထားသီလားဒီမှာဆိုရင်သူကလေဒီစိမ့်လန်းနေတဲ့ပေါ့နော်တဘာဝပတ်ဝန်းကျင်ကိုသူကထိမ့်သိမ့်တဲ့ဟာမျိုးသူကပြထားတဲ့အတွက်ကြောင့်မလို့သူကတော်တော်မှစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော် admin ဆိုရင်အရန်ကိုမှကြိုက်ပါတယ်ပန်းပွင့်ကြီးတဲ့အကြီးသူလှုပ်ထားတဲ့အထက်ကနည်းပညာလေးအရန်ကိုမှမိုက်တဲ့ artificial intelligence တွေကိုထိတွေ့ရတယ်လို့ပဲအနာဂတ်မျိုးပြရဲ့ဂေဟစနစ်တွေကိုကမျက်ဝါးထချင်းမြင်တွေ့ရတဲ့အတွက်ကြောင့်မို့တော်တော်မှမိုက်ပါတယ်နော်